တော့ခုတရားနာရတယ်ဆိုတာတရားမသိဘဲနဲ့လူဘဝကိုမြတ်အောင်နေဖို့ဖြစ်နိုင်မှာမလားအလွန်ခဲရင်တဲ့ကိစ္စဖြစ်သွားပြီအဲ့တော့မြတ်စွာဘုရားကမြတ်အောင်နေနီးမသိငယ်ဘူးလားကောင်းပြီအဲ့ဒီမှာသူတော်ကောင်းတို့နေ့စဉ်နဲ့မြတ်ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်လုပ်နေတဲ့ပုဂ္ဂိုလ်တွေရောမရှိဘူးလားအဲ့တော့ခင်ဗျားတို့မှာကုသိုလ်လည်းရှိတယ်လောကမှာလောကသိအမှန်တရားကကောင်းတာလုပ်ရင်ကောင်းကျိုးပေးမယ်ကောင်းတာဖြစ်မယ်လို့မဖြစ်နဲ့ကောင်းကျိုးကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်လောကမှာတည်းတော့အဖြူကံရှိတယ်အမဲကံရှိတယ်အဖြူမဲရောတဲ့ကံရှိတယ်အဖြူမဲမရောတဲ့ကံရှိတယ်ဒါကကြားပြခင်ဗျားတို့လက်ဆောင်ပေးတယ်အဖြူကံဆိုတာကုသိုလ်ကံဘာကံကုသိုလ်ကံသက်သက်လှုပ်ထားရင်ကုသိုလ်အကျိုးမပေးဘူးလားအဖြူကံလုပ်ရင်ဖြူသောအကျိုးပေးမယ်အမဲကံလုပ်ရင်မဲသောအကျိုးပေးမယ်ငရဲရောက်စေတတ်တဲ့သူများသက်သက်ချင်းဒုစရကိုချင်းသူများသားများပြမချင်းမှုသားပြောချင်းတည်ရည်တည်တောက်ချင်းအလုတ်တွေသာလုပ်ရင်ဘယ်သွားမလို့အရက်တောက်ယုံနဲ့ငရဲရောက်ပါမလားဟမ်အရက်တောက်လို့ရောက်မှာဆိုအာဆီယံပြောင်းချကွာတတ်တဲ့ဆေးတွေဟာကောင်းကျိုးပေးလားဆိုးကျိုးပေးလားဒီဘဝတည်းမဟုတ်ပါဘူးနော်ဒီဘဝမှာအမှုနောက်ဘဝမှာအယူရှင်းလားဒီဘဝမှာနောက်ဘဝမှာသေရင်ငရဲရောက်မယ်ငရဲကပြန်ရောက်ရင်ဒီလူဟာအသိဉာဏ်ကင်းမဲ့တဲ့အယူဘဝမှာဘဝများစွာကျင်လည်ရမယ်တဲ့ရှင်းလားဒီတခါမိုးကုတ်မြို့ကိုရောက်သွားတယ်မိုးကုတ်ဦးစင်းရဲ့မွေးရဇာတိကိုရောက်သွားမိုးကုတ်မှာနေဘူးတဲ့လူပဲသိမှာပေါ့လေအဲ့ဒါတော့တိရိမာလာဆိုတဲ့နာမည်လေးကသိကောင်းတယ်တိရိမာလာငယ်ငယ်လေးကလေးကတို့ငယ်ငယ်လေးကလေးကရင်ရှိနေတဲ့အယူမတယောက်တိရိမာလာတဲ့အဲ့ဒါဦးစင်းကကားပေါ်ကနေလှမ်းကြည့်တော့ရုပ်တရက်အံ့ဩသွားတယ်သူမရှိတော့ဘူးလို့ထင်တာဦးစင်းတို့ထက်လည်းအသက်ကြီးတယ်နောက်ပြီးတော့ယူနေတဲ့ပုဂ္ဂိုလ်တယောက်အမတန်အေးတဲ့မိုးကုတ်မြို့မှာထင်းသလိုလျှောက်သွားပြီးတော့စားကြံစားအမိုက်ပုံဟာလည်းကောက်စားရင်စားတကြီးတွေတများများနဲ့သူ့ကိုတကြီးအမြဲတမ်းကြနေလို့သူ့ကိုတိရိမာလာလို့ခေါ်တယ်နော်အဲ့တော့အဲ့ဒီပုဂ္ဂိုလ်သေပြီလို့ထင်နေတာကြည့်လိုက်တော့လက်ဖေးဆိုင်တစ်ဆိုင်မှာသူကဘိုဒီပတ်စီနဲ့ခါတိုင်းလိုပဲပေါ့လေအဝတ်တွေဘိုဒီပတ်စီနဲ့ထွက်ချလာတော့ဟိုက်ဆိုတော့ဘေးကလိုက်လာတဲ့တကယ်ချင်းတယောက်ကပြောတယ်ဦးစင်းဗာမြင်လိုက်တာလေဟာငါသေရိမာလာမြင်လိုက်သလားလို့ဟုတ်တယ်လေတဲ့ဟာသေမသေးသေးဘူးလားဆိုမသေးသေးဘူးတဲ့အော်ဟိုကြည့်လိုက်တာတသန်လုံးသူကမြဒီမှာတရေသမားများနဲ့လောကအလယ်မှာဘာမှမသိပဲဗျံပရာသူသွားလာနေရတာကုသိုလ်မှလည်းမသိအကုသိုလ်မှလည်းမသိဘာမှကိုမသိတာလူလောကလုပ်ငန်းတွေဘာမှမသိဘူးဒီကြားထဲမှာကလေးတွေ3-4ယောက်မွေးလိုက်သေးတယ်နော်ဘသူကပြစ်မစော်ကားတယ်တော့မသိဘူးအဲ့တော့ဦးဇင်းတို့ကြည့်ရတာအဲ့ဒီလိုအယူတွေဟာဘယ်ကလာလဲဆိုတော့တစ်ချိန်ကအမူးသမားဝကလာတဲ့လူဟုတ်ပြီနော်နောက်တစ်ခါအဲ့ဒီအယူမကြီးကိုဒီလိုကလေးတွေ3-4ယောက်မွေးရတယ်ဆိုတာအတိတ်ဘဝကကာမေတုမိစ္ဆာစာရကံတွေကျူးလွန်ထားခဲ့တဲ့အတွက်အယူတောင်မညာမတာပြစ်မှားမဲ့ပုံကိုယ်တွေနဲ့တွေ့ရသဘောပါသလားအဲ့တော့မင်းတို့တောက်လိုက်တာတစ်ခွက်ထဲနောက်ကြတော့တဘဝလုံးယူမှမောင်ကြီးဘာမှမပူနဲ့တန်နဲ့တောက်တာတော့သဘောပါသလားအခုမင်းတောက်တာတစ်ခွက်ထဲပဲမပူနဲ့အဲ့ဒီတစ်ခွက်တောက်ဟိုဘက်ရောက်တဘဝပဲတစ်ခွက်တဘဝနှုံးနဲ့မင်းတို့တောက်ထားသမျှသာတွက်ထားလိုက်တော့ရှင်းလားသဘောပေါက်သလားပြန်ပေးဆက်ရတော့တန်သလားအဲ့ဒါကြောင့်တို့ကတရားကိုဖိဟောနေတာမင်းတို့မသိနိုင်နားမလည်နိုင်တဲ့အပြစ်တွေများစွာရှိနေတယ်သဘောပါသလားကိုပစံနဲ့ကိုရက်တော့ဘာပြစ်ရှိတော့အေးလုံးဆက်လို့တိရိမာလာရှိတယ်ဘုတ်ကုံမှာသွားကြည့်သဘောပါသလားအဝတ်ကတ်တဲ့ခါရှိတယ်အဝတ်မကတ်တဲ့ခါရှိတယ်စောင်းတွင်းကြီးအမတန်အေးလို့လူကမီးပုံနဲ့နေရတဲ့အချိန်မှာ तू အဝတ်မပါပဲသွားတယ်ဆိုတော့ဒီလိုယူနေတဲ့ပုဂ္ဂိုလ်ကဟောခုထိမသေးသေးဘူးလေအသက်ရှင်နေတာတို့တောင်ဒုနာခါနာသူ့နာပုံမရဘူးသဘောပါသလားအဲ့တော့မူးရင်ယူမယ်ဟုတ်ပလား